စစ်ကော်မရှင်ရဲ့ဂျမ်မာတွေကိုကြော်ဖြတ်နိုင်တဲ့ Fiber Optic Drone နဲ့တော်လိုင်းနည်းပညာအသာစီးရလာတာကိုစစ်တပ်လော်ဘီတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်။အခုရက်ပိုင်း KNU ဘက်မှစစ်ကော်မရှင်ကတင်စီရမိတဲ့ Fiber Optic FPV အသေးခံ drone အကြောင်းကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့စစ်ရေးရလဲအများကြီးစကားပြောလာပါတယ်။ဒီ drone ကပုံမှန် drone တွေလိုလေလိုင်းနဲ့ထိန်းချုပ်တာမျိုးမဟုတ်ပဲနန်းကျို Fiber Optic cable လေးနဲ့ဓာတ်ရိုက်ချိတ်ပြီးမောင်းတာပါ။ဒါကြောင့်လဲစစ်ကော်မရှင်အားကိုနေရတဲ့ဂျမ်မာတွေကဒီ drone ကိုဘာမှလုပ်လို့မရတော့ပါဘူး။ပြောရရင်တော့စစ်ကော်မရှင်ရဲ့ကာကွယ်စနစ်တွေကိုတော်လိုင်းဘက်ကနည်းပညာနဲ့အပြည့်အသက်ကြောတက်သွားတာပဲဖြစ်ပါတယ်။အရင်ကတော့စစ်ကော်မရှင်ဘက်ကဂျမ်မာရှိရင် drone တွေကိုဖျက်ချလို့ရတယ်လို့တွက်ထားတာပါ။ဒါပေမဲ့အခုလိုနန်းကျိုးနဲ့ထိန်းတဲ့ drone မျိုးကြတော့ဂျမ်မာကဘလောက်ပဲလိုင်းတွေပိတ်ပိတ် drone ကတော့တူလန်းချောင်းအတိုင်းတိတိကျကျလာတော့မှာပါ။ဒါကြောင့်လဲစစ်တပ်လော်ဘီတွေကိုယ်တိုင်ကသူတို့ဘက်မှနည်းပညာနောက်ကျနေပြီဆိုတာကိုအလန့်တကြားဝန်ခံလာကြတာပါဒီတုံးကိုပြစ်ချဖို့ဆိုတာကလည်းလက်တွေမှာတော်တော်ခက်တဲ့အလုပ်ဆိုတော့ရှေ့တန်းကစစ်သားတွေအတွက်ကတော့တကယ်ကိုအိမ်မက်ဆိုပါပဲဒါအပြင်ချင်းပြည်နယ်ဘက်မှာလည်းနိုင်ငံခြားသားတွေရဲ့အကူအညီနဲ့ drone နည်းပညာတွေပုံမြင့်လာတာကိုတွေ့ရပါတယ်